မင်းကလေးငယ်ဟာပြားအောင်ကိုထိဖို့လက်ကမ်းလိုက်ပါတယ်ပြားကသူမကိုမတုတ်တဲ့အပြင်သူမရဲ့လက်ဖွားပေါ်မှာရင်ပါစွာနားနေခဲ့ပါတယ်သူမရဲ့မောင်လေးမှာတော့အဲ့ဒီလိုခံကောင်းမှုမျိုးမရှိခဲ့ပါဘူးမောင်လေးအခိုက်ခံရတာကိုမြင်တဲ့အခါမင်းကလေးငယ်ဟာဒေါသကြီးနဲ့လက်သီးကိုချစ်ချစ်ပါအောင်ဆုပ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲပြားတွေအားလုံးတည်ဆုံးပြီးမြေပေါ်ကိုပြုတ်ကျကုန်ပါတယ်သူတို့မောင်နှစ်ယောက်လုံးမြင့်တက်သွားကြပါတယ်မောင်လေးကဒီရှုပ်ဝက်ချက်ကိုထိန်းသိမ်းထားဖို့တောင်းဆိုခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒီရှုပ်ဝက်ချက်ဟာပေါက်ကြားသွားခဲ့ပါတယ်ဒီနေ့မှာဖခင်ဖြစ်သူကသူမကိုလေတစည်းနဲ့ခေါ်သွားပါတယ်သူမကလက်ကိုရေထဲမှာနှက်လိုက်တဲ့အခါနောက်ထပ်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာပါတယ်ငါးအုပ်ကြီးတွေဟာသူမရဲ့အမင်းကိုနာခံလိုမျိုးအဆုဝေးလိုက်ရောက်လာကြပါတယ်တန်ဃာဒီတွေဟာဝမ်းသာအားရဖြစ်သွားကြပြီးတခါမှဒီလောက်များကြီးမဖမ်းမိဘူးပါဘူးသူမရဲ့အံ့ဩဖွယ်ကောင်းတဲ့စွမ်းအားကြောင့်ကျွန်းကလေးဟာကြွယ်ဝချမ်းသာစွာဆက်တင်နေထိုင်လာနိုင်ပါတယ်မကြခင်မှာပဲသူမရဲ့အိမ်ရှိမှာနေတိုင်းတန်းစီဆောင်ဆိုင်နေတဲ့လူလက်ရှိကြီးတွေဖြစ်ပေါ်လာပါတယ်သူမကတစုံတစ်ယောက်ကိုထိတွေ့လိုက်ရုံနဲ့ဘလို့ယောဂမျိုးကိုမစိုးပျောက်ကင်းစေနိုင်လို့ပါပဲမှတ်ဉဏ်တွေပျောက်ဆုံးနေတဲ့အဖွားအိုတော်မှပြန်လည်တီးရလာခဲ့ပါတယ်ကျွန်းသူကျွန်းသားတွေကသူမကိုကောင်းကင်ကဆေလွတ်လိုက်တဲ့ကယ်တင်ရှင်တဦးလိုကိုးကွယ်ကြပါတယ်သူမရဲ့ဆုလက်ကိုတဦးတဲ့လက်ဝါးကြီးအုပ်ဖို့အတွက်အပြင်လောကနဲ့အဆက်အသွယ်အားလုံးကိုဖျက်တောက်လိုက်ကြပါတယ်အကယ်၍တင်မောတစီစီအနီးနားကိုချင်းကပ်လာရင်အဆောင်တွေကတတိပေးတံပေးကြပြီးအားလုံးကမိတွေကိုမိတ်လိုက်ကြပါတယ်တချို့လူတွေကပျော်ရွှင်မှုအတွက်တမင်တကာရန်ဖြစ်ကြပါတယ်ဘာကြောင့်လဲဆိုတော့မင်းကလေးငယ်ရဲ့ပုတ်တက်မှုတစ်ခုကသူတို့ကိုချက်ချင်းပြန်လဲကျမစေမယ်ဆိုတာသိထားလို့ပါပဲဒါပေမဲ့ဒီနေ့မှာတော့အဲ့ဒီစွမ်းအားတွေပျောက်ကွယ်သွားပါတယ်သူမဟာဘသူ့ကိုမှမကုသပေးနိုင်တော့သလိုငါးတွေလည်းရှားပါလာပါတယ်ကျွန်းတစ်ခုလုံးမှာထိတ်လန့်တုန်လှုပ်မှုတွေလွှမ်းမိုးသွားပါတော့တယ်တက်တောင့်တက်တာနေထိုင်လာကြတဲ့သူတို့တွေဟာဆင်းရဲတွေနဲ့ပြန်ကျမှာကိုကြောက်နေကြပါတယ်အားလုံးတိုင်ပင်ပြီးနောက်မှာတော့သူမရဲ့စွမ်းအားတွေပြန်ရနိုးနိုးနဲ့လက်ဆောင်တွေယူကရောက်လာကြပါတယ်အဲ့ဒီညမှာမင်းကလေးငယ်အိပ်ပျော်နေတော့သူမရဲ့မိခင်ကသူမရေပြားပေါ်ကဒဏ်ရာတစ်ခုဟာစက်တင်ကျမှာလာတာကိုသတိပြုမိသွားပါတယ်သူမကဖခင်ဖြစ်သူကိုနှိုးလိုက်ပါတယ်အိပ်ပျော်နေတဲ့မင်းကလေးငယ်ကိုထိတွေ့လိုက်တဲ့အခါဖခင်ရဲ့ဒဏ်ရာကလည်းချက်ချင်းပျောက်ကင်းသွားပါတယ်ဒီစွမ်းအားဟာသူမအိပ်ပျော်နေတဲ့အချိန်မှာပဲအလုံးလုံးတယ်ဆိုတာကိုသူတို့သိသွားကြပါတယ်မိခင်ဖြစ်သူကအိတ်ဆေးတွေကိုအမုံကျိတ်ပြီးရေပန်းခွက်ထဲမှာဖျော်လိုက်ပါတယ်ဘာမှတန်တရားမရှိတဲ့မင်းကလေးငယ်ကအဲ့ဒါကိုတောက်လိုက်ပြီးအိမ်မောကျသွားပါတော့တယ်သူတို့ကသူမကိုအပြင်ကိုခေါ်ထုတ်သွားပြီးသူမရဲ့လက်ကိုပင်လေထဲနှိပ်လိုက်ပါတယ်ငါးအုပ်ကြီးတွေဟာအမြောက်များပြန်လည်ရောက်ရှိလာပါတယ်ကျွန်းသူကျွန်းသားတွေကတော့လောဘကြီးနဲ့ပြုံးပျော်နေကြပါတယ်ဒါပေမဲ့သူတို့တွေအောင်ပွဲခံနေချိန်မှာမင်းကလေးငယ်ကတော့တနေ့ထက်တနေ့ပိုပြီးမောပန်းနှံ့နေလာပါတယ်ဒီနေ့မှာဖခင်ဖြစ်သူဟာမတော်တဆမှုဖြစ်ပြီးတေခါနီးချိန်တွေကိုရောက်သွားပါတယ်မိခင်ဖြစ်သူကစိတ်ပြအားငယ်စွာနဲ့မင်းကလေးငယ်ကိုအိတ်ဆေးတွေပို့တောက်ဖို့အတင်းကျပ်ခိုင်းစေပါတယ်ဘာမှနားမလည်တဲ့မင်းကလေးငယ်ကညှင်းဆန်တဲ့အခါမိခင်ကသူမကိုမြေပြင်ပေါ်တွန်းချပြီးဆေးတွေကိုအတင်းတိုက်ဖို့ကြိုးစားပါတယ်စိတ်ပြအားငယ်မှုတွေကြားမှာမင်းကလေးငယ်ဟာနာကျင်ဆူရှာတဲ့အော်ဟစ်တန်ကြီးကိုလွတ်ထုတ်လိုက်ပါတယ်အဲ့ဒီအခါကျွန်းသူကျွန်းသားအားလုံးဟာသူတို့ရဲ့အသက်တွေနဲ့ယဉ်ပြီးပေးဆက်လိုက်ရပါတော့တယ်ကျွန်းတစ်ခုလုံးတိတ်ဆိတ်ခြင်းတွေပြန်လည်လွှမ်းမိုးသွားတဲ့အခါလုံးဝအထီးကျန်စွာနဲ့သူမတယောက်တည်းပဲကြံရစ်ပါတော့တယ်